တဲ့စိတ်တော့လက်ထိန်နာစတဲ့ရှစ်ပညာရှိအဆုံးမိတ်များနဲ့အတူလူဘဝဆိုတာကရေစံလေးထန်လှိုင်းထန်ထန်ခီးချမ်းကိုလင်းငယ်တစ်စင်းနဲ့လှော်ခတ်ကြော်ဖြတ်ရတယ်လို့မျိုးအဲ့လိုပဲလောကကြီးမှာဥစ္စာပညာမပြည့်စုံခဲ့ရင်မတင့်နိုင်ဘူးရဲ့ဆိုတာကိုတက်မစုံရွတ်မပါလင်းငယ်တစ်စင်းနဲ့လှော်ခတ်ကြော်ဖြတ်တဲ့အခါမှာလူရခီးမရောက်နိုင်ဘူးဆိုတဲ့အကြောင်းဥပမာဥပမေယတွေနဲ့ကြပြာစာပေငွေသက်တွေပြည့်နှစ်စွာရေးဖွဲ့ဆုံးမတုံသင်ထားတဲ့ဂီတရုပ်ရှင်သဘင်စာပေနုပညာရှင်ကြီးအလင်းအားကျော်သောတွန်လေးဦးသိန်းတန်ရဲ့ကိုယ်တိုင်ရေးလက်ရတပုတ်ဖြစ်တဲ့မျက်ရည်မိုးနဲ့ဝီးစီရောင်ဆိုတဲ့ဒီသချင်းလေးကိုလည်းပဲခံစားနားဆင်ကြည့်ရအောင်လားဗျာကျွန်တော်ကိုချစ်ခင်ပြီးတောင်းဆိုထားတဲ့တိချီသူပြည်သက်ကိုလည်းဒီနေရာကနေယူသည်လေးစားစွာဂါရဝပြုပါတယ်အ
ထောင်ရင်မျက်ရည်မွန်းနေဝေးပြီမယ်ညမတော်တင်ငယ်ရေဝဲမမျောအောင်ခုခတ်လုံးလည်းမပြည့်စည်ရန်တကယ်တက်ခါလဲဆုံးကြက်ကလည်းလုံးအစစပြည့်စုံရမယ်ခေါ်အားစိတ်လုံးမတို့ရခရီးရပြီးရောက်မယ်ကွယ်ချစ်တယ်လို့နေနဲ့ညမငယ်ငယ်အစကြွယ်ကြွယ်အရေးကြီးလေတော့တွေ့မိတဲ့စိတ်ချနဲ့ရဲ့ဆုံးမတဲ့မြင်သွန်သင်ရပါ